Brain School 2025မှာဆိုရင်တော့မြန်မာနိုင်ငံအပါအဝင်ကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေမှာပါဝင်ခဲ့ရဖြစ်ပြီးတော့စုစုပေါင်း၄နိုင်ငံပါဝင်ခဲ့ပါတယ်Grand Prize ရတဲ့အဓိကရည်ရွယ်ချက်ကတော့ဒီ၃ယောက်လုံးရဲ့ teamwork ကောင်းတာကြောင့်လို့ပဲထင်ပါတယ်။၃ယောက်လုံးက presentation ပြောတဲ့အခါမှာလည်းတော်တော်လေးပြပြသားသားနဲ့အကောင်းဆုံးပြောနိုင်ခဲ့ပါတယ်။ဒီ၃ယောက်လုံးနဲ့မဟုတ်ဘဲနဲ့အကျောင်းမှာရှိရဲ့ Brain School member တွေရဲ့စီးလုံးမှုကလည်းအဓိကကျရလို့ထင်ပါတယ်။ဒီ Rainwater Project ကိုကိုရိုင်းကလည်းဒီလုပ်ငန်းဆောင်တာတွေကိုလေ့လာပြီးတော့မှတေချာပြောရဖြစ်တဲ့အတွက်ကြောင့်မို့လို့၃ယောက်လုံးကအပေးအယူမျှမျှတတနဲ့အချိန်ဆက်မိပြီးပြောနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ Grand Prize ကိုရခဲ့ရလို့ထင်ပါတယ်ရှင်။ခရီးစဉ်တစ်လျှောက်မှာတော့အခက်အခဲတွေကမရှိသလောက်ပါပဲ။ကျောင်းမှာလည်း presentation အတွက်ဘာသာရေးဆိုင်ရာ presentation တွေဂျာပန်စကားပြောပြိုင်ပွဲတွေ competition တွေကိုအများကြီးပါဝင်ရှင်ပြိုင်မှုတဲ့အတွက်ကြောင့်မို့လို့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ experience တွေအများကြီးရှိခဲ့ပါတယ်။အဲအားကြောင့်မို့လဲလူတွေရှေ့မှာ public speaking ပြောရတာကအခက်အခဲမရှိခဲ့ပါဘူး။ကိုယ်တိုင်လည်းကမ္ဘောဒီးယားနိုင်ငံကအကျောင်းတစ်ကျောင်းကိုတွားရောက်ပြီးတော့အဲ့ဒီကျောင်းရဲ့ rainwater system တွေကိုလေ့လာခဲ့တဲ့အတွက်ကြောင့်မို့လို့ဘဝတုဒ္ဒအများကြီးရရှိခဲ့ပြီးတော့တခြားနိုင်ငံကကျောင်းသားကျောင်းသူတွေနဲ့လည်းတငယ်ချင်းတွေအများကြီးဖွဲ့ခဲ့ပါတယ်